မင်္ဂလာပါရှင်ကျမတို့ရဲ့ story မင်္ဂလာ channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့မိဘကိုစော်ကားပြီးပစ်တွန်စာဖြစ်သွားသူဆိုတဲ့ဇာတ်လမ်းလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်အစီအစဉ်လေးကိုမစခင်ပါလေကျမတို့ရဲ့ channel လေးကို subscribe နဲ့ဘေးနားက notification bell လေးကိုလည်းနှိပ်ပေးထားကြပါအောင်ရှင်ကဲဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ပါညမောင်မောင်မှာမြို့ပြရဲ့မီးရောင်စုံတွေကဝေးဝေးဝါးဝါကျမရဲ့နှုတ်ခမ်းရဲရဲတွေကလမ်းမီးတိုင်အောင်မှအယောင်တောက်နေပြီမဲ့ကျမရဲ့စိတ်ဝိညာဉ်ကတော့မောင်မဲနေပါပြီလူတွေကကျမကိုဖားဒီလို့ခေါ်ကြတယ်ယွင်ရှာတဲ့အကြည့်တွေနဲ့ကြီးကြတယ်တခါတလေကြတော့လေခဏတာအပြိုအပအတွက်ငွေနဲ့ဝယ်ကြတယ်ဒီလိုဘဝမျိုးရောက်လာလိမ့်မယ်လို့ကျမတခါမှမတွေးခဲ့ဘူးဒါပေမဲ့ဒါဟာကျမကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းမဟုတ်သလိုကျမရဲ့မိုက်မဲမှုတွေကြောင့်ပေးဆက်နေရတဲ့လော်ကီငရဲတစ်ခုပဲဖြစ်ပါတယ်ဒီညလဲကျမလမ်းဘေးမှာရက်နေရင်အသိက်ကပုံရိပ်တွေကိုပြန်မြင်ရောက်နေမိတယ်လွန်ခဲ့တဲ့3နှစ်ကပေါ့ကျမဟာရွာလေးတစ်ရွာမှာအဖေနဲ့အမေရဲ့ရင်ခွင်ထဲမှာနွေးနွေးထွေးထွေးနေခဲ့ရသူပါအဖေကလေထဲမှာနေဘူးမဆောင်မိုးရမဆောင်ယွန်းကန်ပြီးကျမကိုကြောင်းထားပေးခဲ့တယ်အမေကလည်းအိမ်လုံးရဲ့ဝေယဝစ္စတွေကိုလုပ်ရင်သမီးလေးပညာတတ်ကြီးဖြစ်ရင်အမေတို့ဆင်းရဲတာတွေလွတ်မှာပါဆိုပြီးအမြဲမျှော်လင့်ချယ်ထားခဲ့တာအိမ်မှာစားစရာရှိရင်ကောင်းတာမသမျှကျမကိုပဲဦးချပြီးကြွေးခဲ့ကြတယ်ဒါပေမဲ့ကျမကတော့အဲ့ဒီမြတ်တာတွေကိုတန်ဖိုးမထားတတ်သေးပါဘူးကျမဟာရွာကဖုံတော်တွေရွှွတ်နွမ်းတွေကိုယွင်ခဲ့တယ်တငယ်ချင်းတွေမျိုးကပြန်လာပြီးအဝတ်အစားလှလှတွေဝတ်တာကိုမြင်ရင်အဖေတို့အမေတို့ကိုစိတ်ထဲကနေအပြစ်တင်မိတယ်ငါမိဘတွေကဘာလို့ဒီလောက်တောင်ဆင်းရဲရတာလဲဆိုတဲ့အတွေးကကျမကိုလွှမ်းမိုးလာတယ်အဖေကလေထဲကပြန်လာလို့ခြေထောက်မှာရွှွတ်နေပြေးနေရင်တောင်ကျမကအနားမကတ်ချင်ဘူးအမေကဟင်းကောင်းကောင်းမချက်နိုင်တဲ့နေ့ဆိုရင်ထမင်းဝိုင်းကိုမှောက်ပစ်ခဲ့တဲ့အထိကျမဟာစိတ်ပုတ်ခဲ့သူပါတနေ့မှာတော့မျိုးကပြန်လာတဲ့တငယ်ချင်းတစ်ယောက်ကကျမကိုအနားလာကတ်တယ်။နင်ဒီမှာနေရင်တသက်လုံးရွှွတ်နွန့်ထဲမှာပဲတည်သွားလိမ့်မယ်။ငါနဲ့မျိုးကိုလိုက်ခဲ့အလုတ်ကလည်းလွယ်လွယ်လေးပတ်စံကလည်းအများကြီးရတယ်လို့ပြောလာတယ်။အဲ့ဒီစကားကကျမရဲ့အလိုမကျမှုတွေကိုမီးလောင်ရာလေးပင်းတယ်လို့ပါပဲ။ကျမချက်ချင်းပဲမျိုးကိုသွားဖို့ဆုံးဖြတ်လိုက်တယ်။မိဘတွေကိုတော့အတိမပေးပဲအထုပ်ပြင်ခဲ့ပါတယ်။ကျမထပ်သွားဖို့ပြင်းနေတာကိုအဖေတို့တီးသွားတဲ့အခါအဖေဟာလေထဲကနေအပြေးအလွှားပြန်လာခဲ့တယ်။သမီးရဲ့မျိုးဆိုတာမင်းထင်တယ်လို့မဟုတ်ဘူး။ငါတို့ဆင်းရဲပြီးမဲ့ဘိုက်တော့ဝပါတယ်။သမီးမသွားပါနဲ့အောင်လို့မျက်ရည်တွေနဲ့တားခဲ့တယ်။အမေဆိုရင်ကျမရဲ့ခြေထောက်ကိုဖတ်ပြီးတော့ငိုပြီးတောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့ကျမရဲ့စိတ်ထဲမှာတော့သူတို့ဟာကျမရဲ့တက်လန်းကိုပိတ်နေတဲ့ရန်သူတွေလိုပဲမြင်နေခဲ့မိတယ်။အဲ့ဒီနေ့ကကျမပြောခဲ့တဲ့စကားတွေဟာအခုထိနားထဲမှာပြန်ကြားနေတော့မယ်ရှင်တို့စီမှာနေရင်ကျမဘဝပြတ်တော့မယ်ရှင်တို့ကကျမကိုချုပ်ချယ်နေကရှင်တို့လိုမိဘမျိုးရှိလာထက်မရှိတာကမှကောင်းအောင်မယ်ကျမကိုလာမတနဲ့ရှင်တို့နဲ့ဘာမှမဆိုင်ဘူးလို့ကျမအော်ဟစ်ခဲ့တယ်အဖေကကျမကိုပါတစ်ချစ်ရိုက်လိုက်တယ်အဲ့ဒီအချိန်မှာကျမကအဖေကိုပြန်တွန်းထုတ်ပြီးရှင်ကျမကိုရိုက်တယ်နော်ဒီနေ့ကစပြီးရှင်တို့နဲ့ကျမဘာမှမပတ်သက်တော့ဘူးလို့ပြောပြီးအိမ်ပေါ်ကဆင်းလာခဲ့တယ်မြို့ကိုရောက်တဲ့အခါကျမရင်နေခုန်နေခဲ့တယ်တိုက်ကြီးတွေကားကြီးတွေကိုကြည့်ပြီးငါတော့ချမ်းသာတော့မယ်လို့ထင်ခဲ့တာဒါပေမဲ့အဲ့ဒီတငယ်ချင်းဆိုသူကကျမကိုအလုတ်ယုံတစ်ခုစီခေါ်သွားတယ်အလုတ်ယုံကလူမပြည့်တဲ့နေရာမှာမဟုတ်ပဲဝေးလံတဲ့နေရာတစ်ခုမှာပါအဲ့ဒီမှာလူမိုက်ပုံစံအညိုးသားကြီးတွေရှိနေတယ်တငယ်ချင်းကကျမကိုသူတို့စီအပ်လိုက်ပြီးပတ်စံအထုပ်ကြီးတစ်ထုပ်ယူပြီးထွက်သွားတယ်အဲ့ဒီတော့မှကျမအလင်ခံလိုက်ရပြီဆိုတာသိလိုက်ရပါတော့တယ်ကျမထွက်ပြီးဟုကြိုးစားပေမဲ့အပြင်မှာလူမိုက်တွေကစောင့်နေတယ်သူတို့ကျမကိုအထမပြုချင်းကြတယ်ကျမငိုယိုပြီးတောင်းပန်ပေမဲ့ဘသူမှမတနာကြဘူးနင့်ကိုပတ်စံနဲ့ဝယ်ထားတာနင်ခိုင်းတာလုပ်ရမယ်လို့ပြောပြီးရက်ရက်ဆက်ဆက်နှိပ်စက်ကြတယ်အဲ့ဒီအချိန်မှာအဖေနဲ့အမေကိုပထမဆုံးအချိန်လွမ်းမိခဲ့ပါတယ်မြို့ရဲ့အနှဲငယ်ကြားတဲ့အခါကျမကိုအဝတ်စားလှလှတွေဝတ်ခိုင်းပြီးအဲ့ဖေးရီစီပို့တယ်ကျမညင်းဆန်တိုင်းအရိုက်ခံရတယ်နောက်ဆုံးတော့ခန္ဓာကိုယ်ရဲ့နာကျင်မှုတွေကိုမခံနိုင်တော့တဲ့အဆုံးကျမအရှုံးပေးလိုက်ရတယ်။ကျမရဲ့ဂုဏ်သိက္ခာတွေစာရိတ္တတွေအားလုံး
အဲ့ဒီညမှာတင်ပြကြသွားခဲ့ရတယ်မိဘကိုစော်ကားခဲ့တဲ့အကျိုးပေးကချက်ချင်းဆိုသလိုလက်ငင်းရောက်လာခဲ့တာပါလာပေါင်းများစွာကြာလာတဲ့အခါကျမဟာဒီဘဝကိုကျင့်သားရလာသလိုဖြစ်လာတယ်ဒါပေမဲ့ညတိုင်းမျက်ရည်မပါဘဲငိုအားတယ်အိမ်မက်တွေထဲမှာအဖေနဲ့အမေကိုခဏခဏမြင်နေသူတို့ကကျမကိုပြုံးပြီးကြည်နေကြတယ်ကျမကတော့သူတို့အနားကိုသွားခြင်းပေမဲ့ကျမရဲ့ကိုယ်ပေါ်မှာညစ်ပတ်နေတဲ့အရာတွေကြောင့်အနားမကပ်ရဘူးကျမဘဝဟာလူတော်မတိုးနိုင်တော့တဲ့အခြေအနေကိုရောက်နေပြီလေတနေ့မှာရွာကလာတဲ့လူတစ်ယောက်နဲ့မမျော်လိမယ်ဆုံးမိတယ်သူကကျမကိုကြည့်ပြီးအံ့ဩသွားတယ်ကျမကတော့မျက်နှာလွှဲထားမိတယ်သူကပြောကြတယ်သမီးနင့်အဖေကတော့ဆုံးရှာပြီနင်အိမ်ပေါ်ကဆင်းသွားတဲ့နေ့ကစပြီးသူထမင်းမစားရေမတောက်ပဲငိုနေတာနင်ပြောခဲ့တဲ့စကားတွေကိုတွေးပြီးရင်ကွက်နာကြပြီးဆုံးသွားတာနင့်အမေလည်းအခုမျက်စိနှစ်ဖက်စလုံးကွယ်နေပြီတဲ့အဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာကျမရဲ့ကဘာကြီးတစ်ခုလုံးပြိုကျသွားသလိုခံစားလိုက်ရတယ်ကျမကြောင့်အဖေတေခဲ့ရပြီကျမရဲ့စကားလုံးတွေကအဖေကိုတတ်လိုက်တာပဲအမေကလည်းကျမကိုမျောရင်းနဲ့မျက်စိတွေကွယ်ခဲ့ရပြီကျမဟာသမီးမိုက်တယောက်တည်းမဟုတ်ဘူးလူသက်သမားတယောက်လိုလည်းခံစားနေရတယ်ကျမဘလို့မှဖြေမစင်နိုင်တော့ပါဘူးအခုဆိုရင်ကျမဟာလမ်းမေးမှာရပ်နေရင်အတိတ်ကိုပြန်တွေးနေမိတယ်ကျမဝတ်ထားတဲ့အဝတ်စားတွေကတောက်ပြောင်နေပေမဲ့ကျမရဲ့ရင်ထဲမှာတော့ငရဲမီးတွေလောင်နေတော့ပဲမိဘကိုစော်ကားခဲ့တဲ့အတွက်ဒီဘဝမှာတင်ပြစ်ဒဏ်စာဖြစ်ရတယ်လူတကာရဲ့ခြေဘဝအောက်မှာအနှိမ်ခံရတယ်ဒါဟာကျမအတွက်ထိုက်တန်တဲ့ပြစ်ဒဏ်ပဲလားကျမရွာကိုပြန်ကျင်တယ်အမေချစ်တော်ကိုဖတ်ပြီးကြော့ကျင်တယ်ဒါပေမဲ့ကျမမှာဒီလိုခန္ဓာကိုယ်မျိုးနဲ့ပြန်ဖို့တတ်တည်မရှိဘူးရွာကလူတွေကတည်သွားရင်အမေပါအဆက်ရလိမ့်မယ်ကျမဟာတည်ခြင်းပေမဲ့တည်ခွင့်တော့မရှိတဲ့ဘဝမျိုးညတိုင်းဧည့်သည်အသစ်တွေရဲ့လက်ထဲမှာကျမရဲ့ဘဝကိုပေးဆက်နေရတာဟာတည်တာတဲ့ပူနာခြင်းရပါတယ်ဒီဇလန်းကိုဖတ်နေရတဲ့နားထောင်နေရတဲ့လူငယ်လေးကိုကျမတောင်းပန်ခြင်းပါတယ်မိဘဆိုတာအင်္ဂဖျားပါသူတို့ကစီးရဲရင်စီးရဲမယ်ခိမမီရင်မမီဘူးဖြစ်လိမ့်မယ်ဒါပေမဲ့သူတို့ရဲ့မေတ္တာကတော့ကဘာပေါ်မှာအစစ်မှန်ဆုံးပါကျမလိုမိုင်မဲပြီးနောင်တမရပါစေနဲ့မိဘကိုစော်ကားမိရင်လော်ကီငရဲကိုလန်ငင်းခံစားရတတ်ပါတယ်ကျမရဲ့ဘဝဟာတင်းတို့အတွက်သင်ခန်းစာတစ်ခုဖြစ်ပါစေ